ဒီမှာဆိုင်ကရက်လို့ရလားဆိုရင်ထိုင်လို့ဘယ်လိုပြောလို့ရလဲအရင်ဆုံးဒီမှာလို့ပြောချင်တယ်ဆိုရင်ที่นี่ရက်တာကိုကြတော့จอดဆိုပြီးတော့ပြောတယ်အဲ့တော့ဆိုင်ကရက်တယ်ဆိုရင်จอดมอเตอร์ไซค์จอดมอเตอร์ไซค์ဆိုပြီးတော့ပြောတယ်ကားရက်တယ်လို့ပြောချင်တယ်ဆိုရင်จอดรถဒီမှာဆိုင်ကရက်လို့ရလားจอดมอเตอร์ไซค์ตรงนี้ได้ไหมครับจอดมอเตอร์ไซค์ตรงนี้ได้ไหมครับနောက်တစ်ခုကကြတော့တကယ်လို့ကားရက်တယ်လို့ပြောချင်တယ်ဆိုရင်จอดรถตรงนี้ได้ไหมครับจอดรถตรงนี้ได้ไหมครับဆိုပြီးပြောတယ်ဒီမှာဆိုင်ကခဏရက်လို့ရလားလို့ပြောချင်တယ်ဆိုရင်จอดรถมอเตอร์ไซค์ตรงนี้แป๊บหนึ่งได้ไหมครับจอดรถมอเตอร์ไซค์ตรงนี้แป๊บหนึ่งได้ไหมครับဆိုပြီးပြောလို့ရပါတယ်ရှင်တကယ်လို့ကားဒီမှာခဏရက်လို့ရလားလို့ပြောချင်တယ်ဆိုရင်จอดรถตรงนี้แป๊บหนึ่งได้ไหมคะจอดรถตรงนี้แป๊บหนึ่งได้ไหมครับဆိုပြီးပြောလို့ရပါတယ်ရှင်တကယ်လို့9မိနစ်ရက်မယ်လို့ပြောချင်တယ်ဆိုရင်จอดรถตรงนี้5นาทีได้ไหมครับจอดรถตรงนี้5นาทีได้ไหมครับဆိုပြီးပြောလို့ရပါတယ်ရှင်